လူလူမှာသတင်းဌာနရဲ့ထူးဆောက်စံထောင်လိုင်းရဲ့သတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုစောပါဒီကနေ့မှာတော့သတင်းဌာနအပြီးခန့်ကအာဏာသိမ်းဆဲစုအတွက်ဝါဒဖြန့်ဖို့စ조사နေတဲ့အကြောင်းကိုဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်လက်တလောရပိုင်းအတွင်းမှာ SS သတင်းဌာနလို့ခေါ်တဲ့အထူးဟိတိုင်သတင်း agency ပြည်သူ့အတွက်ဟိတိုင်သတင်းဆောင်ကြားတဲ့အဖွဲ့ဝင်တွေဟာဘိုး editor ချုပ်ဖြစ်သူ CEO ဦးတန်နိုင်ဦးဦးဆောင်ပြီးရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းတွင်းကခိုင်သီးသီးစီကွင်းစင်းကစီဝေးတွေကိုဇက်တိုက်လှည့်လည်ကျင်းပနေပါတယ်သူတို့ကတော့အာဏာသိမ်းစစ်စုရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေအပေါ်ပြည်သူတွေထျော်ဒီမားဖြစ်စေမဲ့သတင်းမားတွေကိုတိုက်ဖြတ်ဖို့လို့ကြွေးကြော်နေကြပါတယ်။ဒါပေမဲ့စီးရေးနဲ့ဝါဒဖြန့်ချီရေးလေးလာစောက်တည်သူတွေကတော့ဒါဟာမြေပြင်ကတကယ်သတင်းမှန်တွေကိုဖုံးကွယ်ပြီးစစ်စုရဲ့ဝါဒဖြန့်ချီရေးရန်တရားကိုအချိန်မြင့်ဖို့လှုံ့ဆော်လာတာလို့ထောက်ပြကြပါတယ်။သူတို့ရဲ့ခရိုင်ရုံးခွက်တွေကိုဒေသအသီးသီးမှာရုတ်တရက်တိုးချက်ဖွင့်လှစ်လာတာဟာဒေသလေးသတင်းစစ်ဆေးမှုတွေကိုထိန်းချုပ်ဖို့စနစ်တကျပြင်ဆင်လာတဲ့ viewer မြောက်လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ဒီပွဲစည်းရဲ့အမှန်တရားကိုသိရှိနိုင်ဖို့ဆိုရင်သူတို့ရဲ့နာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့နောက်ခံသမိုင်းကိုပြန်ကြည့်ဖို့လိုအပ်ပါတယ်။ဒီကွန်ရက်ဟာမူလက2018ခုနှစ်မှာဖျက်သိမ်းခံခဲ့ရတဲ့မြန်မာနိုင်ငံမူခင်းသတင်းတော်များအသင်းခေါ် MCR ကနေဆက်သက်လာတာဖြစ်ပါတယ်။ MCR အဖွဲ့ကိုလွန်ခဲ့တဲ့1998ခုနှစ်နဝတစစ်အာဏာရှင်လက်ထက်ကပြည်ထောင်စုဝန်ကြီးဟောင်းဒုတိယဗိုလ်ချုပ်ကြီးတင်လိုင်ကနောက်ွယ်ကနေပံ့ပိုးပြီးဖွဲ့စည်းပေးခဲ့တာပါဆယ်စုနှစ်နှစ်ခုကျော်ကြာအောင်ဒီအသင်းသားအများစုဟာသတင်းသာဆရာကျင့်ဝင်တိုင်းမလုပ်ဘဲတင်းတော့ကပ်ပြားကိုလွဲသုံးစားလုပ်ပြီးငွေညစ်တာလက်စားတာနဲ့ရက်စကန်တရားရုံးတွေမှာအမှုပွဲစားလုပ်ပြီးစီးပွားရှာခဲ့တာကြောင့်နာမည်ပြတ်ခဲ့ပါတယ်ဒီလိုလက်ပေးလက်ယူမှုတွေနဲ့ပတ်သက်ပြီးပြည်သူလူထုရဲ့တိုင်ကြားချက်တွေအလုံးများပြားလာတာကြောင့်ပြီးခဲ့တဲ့2018ခုနှစ်မှာပြည်ထောင်ဝန်ကြီးဌာနကနေ DMCR အသင်းကြီးကိုတရားဝင်ဖျက်သိမ်းပစ်ခဲ့ရပါတယ်ဒီကနေ့မှာတော့အဲ့ဒီနာမည်ပြတ်အမှုပွဲစားဟောင်းတွေဟာအမည်သက်တွေပြောင်းလဲပြီး line ပေါ်ပြန်တက်လာကြပါတယ်အခု SS သတင်းဌာနကိုဦးဆောင်နေတဲ့ CEO ဦးတန်နိုင်ဦးဆိုသူဟာမီဒီယာလောကမှာကျင်းဝတ်သိက္ခာလုံးဝမရှိသူဖြစ်ဝေဖန်ခံရပြီးစီအုပ်စုနဲ့နီးကပ်တဲ့ဆက်ဆံရေးကိုတုံးချကာဝါဒပြက်လုပ်ငန်းတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်ဒါဟာတခုတည်းသောဖွဲ့စည်းမဟုတ်ပါဘူးစီအုပ်စုဟာလက်ရှိသူတို့အတွက်ထောက်ခံတဲ့မီဒီယာတွေမှာပြည်သူလူထုရဲ့အမြင်ကိုလှည့်စားဖို့အတွက်ဝါဒဖြန့်တဲ့ကိုရံပေါင်းများစွာကိုငွေကြေးထောက်ပံ့နေပါတယ်လိုင်းပေါ်မှာရှိနေတဲ့ MP News People Media နဲ့မြန်မာ Hot စတဲ့သတင်းဌာနတွေဟာလည်းအခု SH သတင်းဌာနလိုပဲပုံစံတူလှုပ်ရှားနေတဲ့ lobby media တွေဖြစ်ပါတယ်။သူတို့အားလုံးဟာမိမိကိုယ်ကိုလွတ်လပ်တဲ့သတင်းဌာနတွေဖြစ်ဟန်ဆောင်ထားကြပြီးမြေပြင်ကသတင်းတောက်အမှန်တွေကိုတိုက်ခိုက်တာတိုင်းပြည်ရဲ့ဗတိအခြေအနေဆိုးတွေကိုပြည်သူတွေအမြင်လွဲမအောင်လှည့်စားဝါဒဖြစ်နေတာတွေကိုပဲဒီကလှုပ်ဆောင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မိဘပြည်သူတွေနဲ့နိုင်ငံတကာအတိုင်းအဝိုင်းတွေအနေနဲ့ line ပေါ်ကသတင်းမှားတွေကိုအထူးသတိပြုကြဖို့နဲ့သတင်းဌာနတွေရဲ့နောက်ခံသမိုင်းကိုတည်တည်ချာချာချင့်ချိန်ကြဖို့တိုက်တွန်းလိုပါတယ်။လူလူမှသတင်းဌာနအနေနဲ့ကတော့အာဏာသိမ်းစစ်အုပ်စုရဲ့စနစ်တကျဝါဒဖြန့်မှုတွေကိုအမြဲတမ်းတွန်းလှန်ပြီးအမှန်တရားကိုဆက်လက်ဖော်ထုတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါကတော့လူလူမှသတင်းဌာန Public Myanmar News ကနေနေ့စဉ်တင်ဆက်ပေးနေတဲ့သတင်းစစ်တွေပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့နောက်ဆုံးရသတင်းတွေကိုချိန်နဲ့တပင်းသိရှိနိုင်ဖို့အတွက် YouTube မှာ Subscribe လုပ်ထားနိုင်သလို Facebook နဲ့ SoundCloud တို့မှာလည်း Follow လုပ်ထားပေးကြဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။နားစိတ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။နောက်နေ့သတင်းအစီအစဉ်မှာပြန်လည်ဆုံနေကြပါမယ်။ကြည့်ရှုနားဆင်အားလုံးကိုစိတ်နှပြချမ်းသာကြပါစေခင်ဗျာ။